ဆိုင်ဖွင့်နေမေးချင်လို့ပြောတာဗျာဆိုင်ဖွင့်နေမေးချင်ရှိတယ်ဒီမှာနော်မင်းတို့လည်းသိရတာဟုတ်လေမဆိုင်တဲ့ဆိုဘယ်အောင်မဆိုင်တဲ့မှာဘာဖြစ်နေလဲမိလားရှင်းတယ်နော်ဆိုင်နဲ့ဖွင့်နေအဆန်းနဲ့မနေ့ဘယ်လောက်ကြောစားနေဟိုပြီးနောက်တစ်ခုမေးနောက်တစ်ခုမေးအဲ့ဒါဘာလဲဆိုင်ရောဘယ်နိုင်လို့ရโอเคအကျေဘာသာပြန်ရရနော်အကျေโอเคရောက်ပြီနောက်တစ်ခုရောက်နေတယ်ဘာဘီကျူကဘာဘီစားလဲငါပါဒီတော့ဘာလို့လဲအကျေဆိုင်ဖွင့်ချိန်ပိတ်ချိန်ဒီမနေ့ရှိပွဲရတယ်ည7:00နာရီနော်ည7:00နာရီဆိုတော့အဲ့မှာဓမ္မတင်မှာနော်ဓမ္မတင်မှာနော်ဓမ္မနဲ့ဆိုင်ရောက်အောင်ဆိုရင်ပွဲကတမယာပေါင်းလို့လို့လို့ဒီဘာသာတော့ဘာမှမပြောโอเคဆိုတော့မပြောပါဘူး